ဤစက်ယုံကြီးဤနောက်ွယ်တွင်ကြက်များကိုခန္ဓာကိုယ်လေးချိန်အလင်းအမြန်တိုးလာစေရန်ဟော်မုန်းဆေးများအလူရက်ထိုးနှံနေကြသည်နွားမများကိုလည်းအနားယူခွင့်မပေးဘဲအကြိမ်ကြိမ်ညှစ်ထုတ်သေးငယ်ချင်းမြောင်းလာသောလောင်အိမ်များထဲတွင်မလုံနိုင်အောင်ပိတ်လောင်ထားခဲ့သည်ထိုနှိပ်စက်မှုများအပေါ်တွင်စက်ယုံကြီးကတနေ့ထက်တနေ့ပိုမိုကြီးပွားအောင်မြင်နေခဲ့သည်တနေ့တွင်မူစက်ယုံထဲသို့ပြုပြင်ရေးသမားတဦးရောက်ရှိလာခဲ့သည်သူသည်နေရန်အကွဲကြောင်းလေးတစ်ခုမှတစ်ဆင့်မမျှော်လင့်ပဲချောင်းကြည့်လိုက်မိရာအလုသမားများကကြက်ကလေးများကိုဟော်မုန်းဆေးများရက်ရက်ဆက်ဆက်ထိုးနေကြသည်ကိုထိတ်လန့်ပွဲမြင်တွေ့လိုက်ရသည်သို့သောထိုနေရန်ပေါ်ရှိဆိုင်းဘုတ်ကြီးတွင်မူ100%သဘာဝအတိုင်းဓာတုပစ္စည်းလုံးဝမပါဝင်ပါဟုလှည့်စားသောကြွေးကြော်သံကိုအထင်ရှားရေးသားထားလေသည်ထို့နောက်သူသည်လည်းရုန်းကန်လှုပ်ရှားမှုတို့ဖြင့်မရက်မနားလက်ပတ်နေသည့်ကုန်ထုတ်လုပ်မှုလိုင်းထဲသို့အခြားသူများနည်းတူဝင်ရောက်လုပ်ကန်ခဲ့ရသည်စက်ပစ္စည်းတစ်ခုကိုပြုပြင်ရန်အခြားအလုသမားတဦးနှင့်အတူအမိုးပေါ်သို့တက်သွားခဲ့သည့်အချိန်ထိုပေါ်စီးမြင်ကွင်းမှနေ၍နွားမလေးများကသူ့ကိုမျှော်လင့်ချက်ကင်းမဲ့စွာဖြင့်မောကြည့်နေကြသည်ကိုမြင်လိုက်ရသည်ရင်းတို့၏ဆူဆွတ်သောမျက်ဝန်းများကကဲပါဟုတောင်းပန်တိုးရှိုးနေတဲ့ကဲ့သို့ပင်ထိုမြင်ကွင်းကသူ့နှလုံးသားကိုဓာတ်နှင့်မှုန့်တကဲ့သို့ပြင်းထန်စွာနာကျင်စေခဲ့တော်လဲတာမန်အလုသမားတဦးဖြစ်သည့်သူဘာမျှမတတ်နိုင်ခဲ့ပေစက်ယုံ၏ထောက်ဆွန်းတိုင်းတွင်လည်းအလုသမားများကိုစောင့်ကြည့်အာဏာပြနေသည့်စက်ယုံကြီးတန်းများကဝန်းရံဆောင်ကျက်နေခဲ့သည်သူသည်ပြုပြင်ရေးအလုပ်ကိုအဆုံးသတ်ပြီးစက်ယုံပြင်ပသို့ခြေလှမ်းလိုက်သောအခါစီကားလာသောလမ်းမထက်တွင်လူများကထိုစက်ယုံထုတ်အစားအသောက်များကိုဘာမှမသိဘဲပြုံးရွှင်စွာဝယ်ယူစားတောက်နေကြသည်ကိုတွေ့လိုက်ရသည်သူဘတ်စကားစီးပြီးအိမ်ပြန်လန်းတွင်လည်းနေရာအနှံ့၌ထိုအစားအစာစက်ယုံ၏ကြော်ညာများကိုပဲမြင်တွေ့နေရသည်ဆိုင်းဘုတ်ကြီးများပေါ်တွင်ကဘာကြီးကိုကျွန်ုပ်တို့ကျွေးမွေးနေသည်ဟုဂုဏ်ယူဝင့်ကြွားစွာရေးသားထားကြသည်အိမ်တို့ပြန်ရောက်သောအခါတွင်လည်းထိုကြေကွဲဖွယ်မြင်ကွင်းများကသူ့စိတ်ထဲတွင်ထက်ခါတလဲလဲပေါ်လာပြီးအတွေးနဲ့လျက်တိတ်ဆိတ်စွာထိုင်နေမိခဲ့သည်ညှို့ငယ်ခြင်းမှသည်ရုံထွက်ရန်ကြိုးစားရင်းသူသည်အိမ်နောက်ဖေးဥယျာဉ်ထဲသို့လမ်းလျှောက်ဝင်သွားပြီးမိမိကိုယ်တိုင်စိုက်ပျိုးထားသောလက်ဆက်ဆက်ဟင်းသီးဟင်းရွက်များကိုတချင်းအပြည့်ခုဆွတ်လိုက်သည်အင်းတို့ကိုသူ၏ပြစ်ကပ်ကားပေါ်သို့တင်ဆောင်ကာစက်ယုံတကားဝက်စီသို့ဦးတီမောင်းနှင်ခဲ့တော်သည်ထိုနေရာတွင်သူသည်တဘာဝအတိုင်းလက်ဆက်သောဟင်းသီးဟင်းရွက်များကိုအသုံးပြုကာရိုးရှင်းပြီးဘေးကင်းလာသောဟင်းလျာအချို့ကိုတက်ကြွစွာချက်ပြုတ်ပြခဲ့သည်မွေးကြိုင်လာသောဟင်းနှန်းကြောင့်လမ်းသွားလမ်းလာလူအများအပြားစုဝေးရောက်ရှိလာခဲ့ကြပြီးထိုအချိန်တွင်သူသည်စက်ယုံတွင်မှဖုံးကွယ်ထားသောရုပ်ဆိုးလာသည့်အမှန်တရားကိုလူတိုင်းအားထောက်ထားဖြင့်ဖွင့်ချပြခဲ့လေသည်အမှန်တရားကိုသိရှိသွားကြပြီးနောက်တဖြည်းဖြည်းနှင့်လူများကထိုစက်ယုံ၏ထုတ်ကုန်များကိုတပိတ်မောက်ကဝယ်ယူခြင်းမပြုတော့ပေနောက်ဆုံးတွင်မူမှောင်မိုက်သောထိုစက်ယုံကြီးသည်တမိုင်းဆိုးတစ်ခုအဖြစ်ထာဝရပိတ်သိမ်းသွားခဲ့ရလေတော့သည်